ရင်ရှင်းရမယ်ရုပ်တရားပေါ်မှာတွေ့တာနေတဲ့စိတ်ကိုရင်ရှင်းရမယ်ရာဂကိုရှင်းရမယ်ရာဂတပဟာနာဝိစိစတအာရမဏရာဂကိုပယ်လိုက်တာနဲ့တပြိုင်နက်ရာဂကြောင့်ဖြစ်ပေါ်နေတဲ့ကံတွေကပြတ်တော့သွားပြီနော်ရာဂကိုအမိပြုပြီးတော့ဖြစ်နေတဲ့ကံတရားတွေအာယုန်တွေဟာပြတ်တော့သွားပြီပြတ်တော့သွားရင်ပဋိဋ္ဌာဝိညာဏတနာဟောတိရုပ်ခန္ဓာကြီးဟာရုပ်တရားကြီးဟာတဲ့ကာမဝိညာဏရဲ့တရားမဖြစ်တော့ဘူးဆိုလိုတာကရုပ်ပေါ်အကြောင်းပြုပြီးကံမဖြစ်တော့ဘူးလို့ဆိုလို့ပေါ့နော်အဲ့ဒါကိုပြောတာတွေ့တာမှုအခြေခံမှကံဆိုတာဖြစ်တယ်လောဘကိုအခြေခံပြီးတော့ကံဖြစ်တာဟုတ်ဒါလောဘကိုဥတည်ပြောတာပေါ့နော်ကိလေသာကိုဥတည်ပြောတာပဲအဲ့တော့ကိလေသာရှိနေမှကံဆိုတာဖြစ်တယ်ဒါကြောင့်ဘာလို့အောင်မလဲကိလေသာကိုဖယ်ရှားမယ်ကိလေသာကိုဖယ်ရှားလိုက်ရင်ရုပ်တရားပေါ်မှာကိလေသာကိုဖယ်ရှားတယ်ဝိရဏပေါ်မှာကိလေသာကိုဖယ်ရှားလိုက်တယ်တင်ညာသင်္ခါရဝိညာဉ်တို့ပေါ်မှာကိလေသာကိုဖယ်ရှားလိုက်တယ်ဆိုရင်ဆိုလိုတာခန္ဓာ၅ပါးအပေါ်ဒီကြတော့ဝိညာဏလို့ပဲသုံးပြဆိုရဒီနေရာမှာစကလုံးကိုပြောင်းသုံးထားတယ်ရူပဓာတုယဝေဒနာဓာတုယတင်ညာဓာတုယသင်္ခါရဓာတုယဝိညာဏဓာတုယလို့ခန္ဓာ၅ပါးကိုဓာတုဆိုတဲ့စကလုံးနဲ့သုံးတာဘာဖြစ်လို့လဲဆိုရင်ရုပ်ဟာတရဝမဟုတ်ဘူးတဘာဝတရားတသက်ဖြစ်တယ်ဝေဒနာဟာလည်းပဲတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်ပြတာဖြစ်တယ်တင်ညာဆိုတာလည်းတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်ပြတာဖြစ်တယ်သင်္ခါရဆိုတာလည်းတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်ပြတာဖြစ်တယ်ဝိညာဉ်ဆိုတာလည်းပဲတတ္တဝမဟုတ်ဘူးတဘာဝတရားတသက်ပြတာဖြစ်တယ်ဆိုတာကိုဓာတုဆိုတဲ့စကားလုံးနဲ့ပြတာနော်ဓာတုဆိုတာတတ္တဝမဟုတ်ဘူးလို့ပြောတာဓမ္မဆိုတာလည်းတူတူပဲဒါကြောင့်မို့လို့နေတ္တနေစီဝသဘာဝတတ္တဝတတ္တမဟုတ်ဘူးစီဝမဟုတ်ဘူးအသက်မဟုတ်ဘူးတတ္တဝမဟုတ်ဘူးဆိုတာကိုထင်ရှားအောင်လို့ဒီစကားလုံးတွေကိုသုံးတာဖြစ်တယ်မြတ်စွာဘုရားဒါကြောင့်မို့ရုပ်ကိုရူပဓာတုဝေဒနာကိုဝေဒနာဓာတုသိညာကိုသိညာဓာတုသင်္ခါရတရားတွေကိုသင်္ခါရစေတသိက်တွေကိုသင်္ခါရဓာတုဝိညာဏဆိုတဲ့စိတ်ကိုဝိညာဏဓာတုအဲ့ဒီခန္ဓာ၅ပါးပေါ်မှာပထမဆုံးရှင်းပြရမှာဘာလို့ဆိုတွေ့တာမှုဆိုတဲ့ရာဂကိုရှင်းပြပါလို့နော်ရာဂကိုရင်ဖယ်လိုက်ပါလို့ပြောတယ်ဖယ်နေအောင်ကြိုးစားတရားထုတ်တယ်ဆိုတာအဲ့ဒါပဲရုပ်ကိုရုပ်တဘာဝရုပ်ကိုသိပြီဆိုရင်အဲ့ဒီပေါ်မှာတွေ့တာမှုဖယ်နိုင်တယ်ဝေဒနာကိုဝေဒနာတဘာဝအနေနဲ့သိပဲဆိုရင်တွေ့တာမှုဖယ်ရှားနိုင်တယ်တင်ညာဆိုတာလည်းတင်ညာရဲ့တဘာဝကိုသိပြီးရင်ဖယ်ရှားလို့ရတယ်သင်္ခါရလည်းသင်္ခါရတဘာဝကိုသိပြီးတော့ဖယ်ရှားလို့ရတယ်ဝိညာဏမှာလည်းဝိညာဏရဲ့တဘာဝကိုသိပြီးတော့ဖယ်ရှားဆိုလိုတာခန္ဓာ၅ပါးရဲ့မူလတဘာဝတွေကိုသိရှိနားလည်ပြီးအဲ့ဒီပေါ်မှာကိလေသာမဖြစ်အောင်တားဆီးရမယ်လို့ပြောတာနော်အဲ့လိုတားဆီးလိုက်တော့ဘာဖြစ်တော့ဆိုလို့ရှိရင်ရာခတပဟာနာဝိစိစတိအာရမဏဖယ်လိုက်တာနဲ့တပြိုင်နက်အကြောင်းတရားဆိုတာမရှိတော့နော်ရာဂကိုပယ်လိုက်တာနဲ့နော်ကံတရားဖြစ်စေနိုင်တဲ့အကြောင်းတရားမရှိတော့ဘူးဆိုလို့ကိလေသာនិရောဓိကမ္မនិရောဓောတဲ့ကိလေသာချုပ်ရင်ကံချုပ်တယ်ဆိုတဲ့စကားနော်အဲ့ဒါဘာနဲ့တူတော့ဆိုရင်ပရိစ္ဆေသမုပ္ပါဒ်မှာလည်းဒီတိုင်းပဲလေအဝိဇ္ဇာယတွေဝအတိတဝိရာဂនិရောဓသင်္ခါရនិရောဓောအဝိဇ္ဇာအကျွမ်းမဲ့ရတ္တမနဲ့ချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရဆိုတဲ့ကံလေးချုပ်တယ်အဲ့ဒါနဲ့တစ်ဆက်တည်းပဲတူတူပဲနော်မြတ်စွာဘုရားဟောတာသဘောတူတူပဲဒါကြောင့်မို့ခန္ဓာ၅ပါးပေါ်မှာရာဂကိလေသာချုပ်ငိမ့်သွားလို့ရှိရင်